ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့လူတွေအနေနဲ့စားရရှိတာရဲစားလိုက်ပါလုပ်ရင်နဲ့အလောက်ကတင်သွားပါလိမ့်မယ်အဲ့ဒီစကားကတကယ်ကိုမှန်ရလားအားလုံးမင်္ဂလာပါစီးစတဲ့ပြန်တဲ့ကြိုးဆိုလိုက်ပါရယ်ကျွန်တော်ကတော့လုပ်ငန်းရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်တော်တော်များများကဒီနေ့ခေတ်မှာကိုပိုင်လုပ်ငန်းကိုပိုင်စီးပွားရေးဆိုတော့တအားစိတ်ဝင်စားလာကြတယ်လုပ်လာကြတယ်တော်တော်များများကလည်းလုပ်ဖို့အားပေးကြတယ်ကိုပိုင်လုပ်ငန်းလုပ်ဖို့အတွက်အားပေးရတဲ့ထဲမှာကျွန်တော်လည်းတယောက်အပါဝင်ဖြစ်ဒါပေမဲ့အရှိမပြောခဲ့သလိုပဲစရင်းနဲ့စမ်းရင်းနဲ့ပြင်းရင်းနဲ့လုပ်ရင်းနဲ့အလုပ်ကနေပြေးသွားပါလိမ့်မယ်ဆိုတာကိုကျွန်တော်ကတော့အရင်အားမပေးပါဘူးဘာလို့လဲဆိုတော့ကဘာမှာပဲကြည့်မြန်မာပြည်မှာပဲကြည့်ကျွန်တော်တို့စတင်ခဲ့တဲ့လုပ်ငန်းငယ်တွေ start up လုပ်ငန်းငယ်တွေဟာ10နှစ်ကျော်အောင်ခံတဲ့ရာခိုင်နှုန်းနည်းပါတယ်တချို့သောလုပ်ငန်းတွေကပထမ2နှစ်3နှစ်အတော်တည်းမှာပြုတ်ထွက်သွားပါတယ်တချို့သောလုပ်ငန်းတွေက9နှစ်လောက်အထိတော့တောက်ခံနိုင်ပါတယ်ပြောချင်တာကစိုင်း10တိုင်းဖွင့်လိုက်တယ်လုပ်ငန်း10ခုစလိုက်တယ်ဆိုလို့ရှိရင်တကယ်အောင်မြင်သွားတာက 20% လောက်ပဲရှိပြီးတော့ကြာရှုံးသွားတာက 80% လောက်ရှိပါတယ်အဲ့ဒါကဟုတ်လားမဟုတ်လားဆိုရင်ကိုတို့မှတော့ကျွန်တော်တို့ရဲ့မျက်စိရှေ့မှာပွင့်ခဲ့တဲ့ဆိုင်တွေစခဲ့တဲ့လုပ်ငန်းတွေ online မှာဖြစ်ဖြစ်မြေပြင်မှာဖြစ်ဖြစ်လက်လန်းတက်ပြီးဘယ်လောက်ထိကြာရှိရပ်တည်နိုင်လဲဘယ်သူတွေကတော့အောင်မြင်သွားတယ်ဘယ်သူတွေကကြာရှုံးသွားလဲဆိုတာကိုတစ်ချက်လောက်သတိထားကြည့်လေကျွန်တော်ဘာလို့ကျွန်တော်ကဒါကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရင်အနည်းကအကန့်အသတ်ရှိတယ်ပြောချင်တာကဒီလုပ်ငန်းတစ်ခုကိုလုပ်ကြည့်လိုက်တယ်အခြေအနေမကောင်းဘူးဆုံးရှုံးသွားတယ်ကြာရှုံးသွားတယ်ဆိုရင်ကျွန်တော်တို့မှာနောက်ကလိုက်ဖို့အင်အားအမ်ဒန်နေပါတချို့သောလုပ်ငန်းသမားတွေကရှိတာလေးကိုစုပြီးတော့ all in ပေါ့နော်တခါတည်းဒီနေရာမှာအကုန်ချတယ်တကယ်တော့လုပ်ငန်းရဲ့သဘောတရားက100ရှိရင်ဗျာ90လောက်လုပ်ပြီး90ကိုခြံထားရတာအဲ့လိုတွားရလေဆိုတဲ့သဘောတရားရှိပြီမဲ့ကျွန်တော်တို့မှာကအရင်အနည်းက limited ဖြစ်တယ်အကန့်အသတ်ရှိအဲ့လိုအကန့်အသတ်ရှိတဲ့အခါကျတော့ကျွန်တော်တို့ရှိတာလေးကိုအကုန်စုပြီးတော့လုပ်လိုက်တဲ့အချိန်မှာလုပ်ရင်းကတင်သွားလိမ့်မယ်လုပ်ရင်းကပြင်သွားလိမ့်မယ်ဆိုလို့မဖြစ်ဘူးဗျာကွဲသွားရင်ကျွန်တော်တို့မှာပြန်ထနိုင်လို့မဖြစ်နိုင်ဘူးအဲ့တော့အရေးကြီးမင်းကကွာတွေးကြောက်နေတာမဟုတ်ဘူးကိုတို့မှာတော့ကျွန်တော်တို့ကတလကုံသွားရင်မှာစီးပွားရေးလုပ်ငန်းတစ်ခုစလိုက်ပြီဆိုတာနဲ့မြေပြင်မှာဖြစ်ဖြစ် online မှာဖြစ်ဖြစ် expand နေတာရှိနေတာအဲ့ expand နေရှိနေတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကပြင်ဆင်စရာရှိအောင်တေချာပြင်ဆင်ဖို့လိုတယ်တေချာတွက်ဆက်ဖို့လိုတယ်အဲ့လိုပြင်ဆင်တွက်ချက်ပြီးမှလုပ်တယ်ဆိုရင်တော့risk ကနေလိမ့်မယ် risk မရှိတဲ့လုပ်ငန်းဆိုတာတော့ရှားတယ်ဒါပေမဲ့အဲ့လိုမကြည့်ရဲနဲ့သူများလည်းဒီလုပ်ငန်းလုပ်နေတာအောင်မြင်နေတာပဲငါလုပ်ရင်လည်းအောင်မြင်မှာပဲဆိုရဲအတွေးနဲ့ချလိုက်လို့ရှိရင်ပထမ3နှစ်အတွင်းမှာပထမ2နှစ်အတွင်းမှာကြာရှုံးသွားတဲ့လုပ်ငန်းတွေထဲမှာအကိုတို့အမားတို့ကိုမပါစီချင်တော့ပါကျွန်တော်ဒီနေရာကနေစီးပွားရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေတောက်လျှောက်ပြောနေတယ်ဆိုတာကအရင်တော့ကပြောခဲ့တယ်လို့ပဲအကိုတို့အမားတို့ရဲ့လုပ်ချင်ကိုင်ကျင်စိတ်တွေကိုကျွန်တော်က motivation အားကျော်သွားအောင်လုပ်နေတာမဟုတ်ဘူးအရန်တက်ကြွတဲ့ကြက်ဖပုံစံမျိုးကြီးနဲ့လှုပ်ချလိုက်ပြီးတော့အခုနပြောလို့3နှစ်တော့အတွင်းမှာ2နှစ်တော့အတွင်းမှာကွဲပြောက်သွားတဲ့လုပ်ငန်းတွေမဖြစ်စေချင်တော့ပါဒါကြောင့်မလို့ဈေးကွက်လက်ဦးမှုရဖို့မြ мян ဆန်စနိုင်တာတော့ကောင်းတယ်ဒါပေမဲ့မပြင်းမစင်မဲနဲ့စရင်ကတော့အောင်မြင်မှုနဲ့ကြာရှုံးမှုဘယ်ဟာကရာခိုင်နှုန်းများမလဲဆိုတာအကိုတို့အမားတို့ရဲ့အုံနှောင်းနဲ့ကိုယ်တိုင်စဉ်းစားကြည့်ပါဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ